ဖားလို့ပြောလိုက်တာနဲ့ Facebook ပေါ်ကမွေနဲ့ဖားဆက်လန်းကိုမျက်လုံးနဲ့ပြေးမြင်လိုက်မယ်လို့ထင်မိပါတယ်။အခုပြောချင်တာကတော့တောင်တက်တဲ့ဖား၊ပါဇက်ကျဲတဲ့ဖား၊တချင်းဆိုတဲ့ဖားတွေကိုပြောချင်တာမဟုတ်ပဲဖားစစ်လေးတွေကိုပြောချင်တာပဲဖြစ်ပါတယ်။ Sorry ဖားမလေးတွေရဲ့ဉာဏ်ကြီးရှင်စန်းတဲ့လှုပ်ဝက်ချက်လို့ပြောလို့ရပါတယ်။ဥယောဘတိုက်ကဖားမလေးတွေမှာထူးခြားတဲ့မူခြင်းတစ်ခုကိုသိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။မျိုးပွားရသည်ရောက်တာနဲ့ဖားထီးလေးတွေဟာသူတို့ရဲ့ crush လေးတွေကိုမရမကလိုက်လေးရှိပါတယ်။အဲ့ဒီအခါမှာတော့ဖားမလေးတွေကညှင်းလို့တတ်ပါတယ်။ဖားမလေးတွေကညှင်းလွတ်တဲ့အခါမှာတော့ဖားထီးလေးတွေကအာရမပြုခြင်းကြပါတယ်။ဒီလိုချင်းဒီမျိုးကိုမလိုလားတဲ့ဖားမတချို့ဟာတော့သူတို့မလိုချင်တဲ့ဖားထီးတွေစီကနေရုံထွက်ဖို့အတွက်ထူးဆန်းတဲ့နည်းလမ်းတစ်ခုကိုအသုံးပြုကြပါတယ်။အဲ့ဒါကတော့ရုတ်တရက်သိချင်းအောင်ဆောင်ခြင်းပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုတော့ tonic immobility လို့ခေါ်တဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းပြီးလှုပ်ရှားမှုမရှိဘဲရက်တန့်သွားတဲ့အခြေအနေကိုဖန်တီးထားတယ်လို့ခေါ်ပါတယ်။ဖားမလေးတွေကမလိုချင်တဲ့ဖားထီးတွေရဲ့ဖမ်းဆုပ်ခြင်းကိုခံရပြီဆိုတာနဲ့လက်တွေခြေတွေကိုဆန့်တန်းပြီးတော့လုံးဝအသက်မရှိသလိုဟန်ဆောင်ကငြိမ်သက်နေလိုက်ပါတယ်။ဒါကိုသိချင်းအောင်ဆောင်ခြင်းလို့ခေါ်ပါတယ်။တခါတလေမှသူမကလည်းတင်ချစ်တာကိုသိရတာနဲ့မသိချင်အောင်ဆောင်တတ်တာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ဖားထီးတွေကတော့သူတို့ကင်ထားတဲ့ဖားမဟာသေဝါပြီလို့ထင်တာနဲ့စိတ်ဝင်စားမှုရောကျသွားတဲ့အခါမှာတော့လက်လွတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဖားမတွေဟာအန္တရာယ်ရှိတဲ့ဖားထီးအုပ်စုတွေရဲ့ဖမ်းဆုပ်မှုကနေအသက်ပေးမထိခိုက်ပဲလွတ်မြောက်သွားတတ်ကြပါတယ်။ဒီအချက်ကိုကြည့်ခြင်းအပြင်မင်းဖြစ်နေလို့မချစ်တာဆိုတဲ့အဓိပ္ပာယ်ကိုသိသွားလိမ့်မယ်လို့ထင်မိပါတယ်။အခုလိုမျိုးအကြောင်းအရာလေးတွေကိုနားထောင်ကြလို့ရှိရင်မော်လမြိုင်သား channel ကို like and subscribe လုပ်ခဲ့နိုင်ပါတယ်။ဒီဖားမလေးတွေနဲ့ပတ်သက်ပြီးတော့သင်ရောဘယ်လိုမြင်လဲဆိုတာကို comment မှာဝင်ဆွေးနွေးသွားနိုင်ပါတယ်။